မျက်နှာရလဲ ဘာလာလောက်တာ ကိုစိတ်ဆိုးနေလို့ခေရတာချော့ရလေ ကိုပြစ်ကိုသိရင်နော် သိရလေအဲ့ကြောင့်မို့လားချော့တာဟုတ် မင်းဘောက်စားမဟုတ်ပါပြော အလုပ်ပေးမယ်လေကလေးအိပ်ပြော်သွားမှာကိုရပတ်ဆိုင်လဲရှာရသေးရလေ နည်းနည်းမှားထားရင်နော်အိတ်တဲ့ကြောင်းသမင်းစားတဲ့ကြောင်းဘာလို့လို့စားဖို့ပါလို့မမှားထားဘူးလား ရက်သေးပါမနေ့ကတည်းရတယ် ဟောတရက်ထဲလေဘယ်နှခေါက်ရှိပြီလဲအဲ့လိုဖြစ်တာ ဟုတ်ဘူးကိုကလည်းဘုံမောက်မစားတယ်မလားရော့ ပြောနေမစားဘူး ကိုကလေးဒီမှာစီးစနာမှာဝက်ဆန်ကုန်ခဲ့ပြီးကိုတော့ဝယ်တာပေးရဟောင်းပေးစားစားနော်ကြာ စားနောက်ခါပို့ဆိုးမယ်နော် အဲ့မှာနောက်ကဖြစ်စရာအောင် နောက်ကဖြစ်စရာဘယ်နှခါရှိလဲ အခုစိတ်ဆိုးပြေတော့ နှခါရှိပြီပြော ခါတယ် အောက်တစ်ခါလေ ကိုတော့မှကလေးကပတ်စံနေရှာရသေးတယ်လေ မသိ စိတ်ဆိုးပြေတော့လားတောင်းမယ်လေ ဘယ်တော့လာယူ ပြင်သွားမယ်လေဟာလာပါသွားမယ်လားစိတ်ဆိုးပြေပြီလား ပြေး ကိုဖိုးရနော် အခလေးကိုပြောရမှာ ဘာလို့လို့လဲ ခလေးပေါ်ရောနေတယ်ခလေးအရင်လိုလေးမထားတော့ပါလေဟုတ် โอเคလုံးလုံးရတယ်လေပြီးရင်ကိုကပြီးရင်ချိန်တွေးရင်လည်းချိန်ပေးတာမဟုတ်ဘူးလူပြတဲ့နေရာခေါ်ရပါရဲ့ပြော ဟုတ်လို့လားပြန်တော့အမအမေတွေလည်းဆူတော့မယ်သွားပြီ ဟာအခုကတွေ့ရတာလေလိုက်ခွေလေးလား သွား ဟာပြန်ရမှာစိတ်ဆိုးပြေပြီလား ပြေးပြီသွား အဝါပေးပါ ဘေးရော ဟိုအဝါပေး တမန်တေး အဲ့လိုမပေးနဲ့အဲ့ဒါ ကောင်းပါနော်အဲ့ပါ တတိယရင်အိတ်ထိလာမှာနော်မျက်နှာရလဲ ဘာလာလောက်တာ ကိုစိတ်ဆိုးနေလို့ခေရတာချော့ရလေ ကိုပြစ်ကိုသိရင်နော် သိရလေအဲ့ကြောင့်မို့လားချော့တာဟုတ် မင်းဘောက်စားမဟုတ်ပါပြော အလုပ်ပေးမယ်လေကလေးအိပ်ပြော်သွားမှာကိုရပတ်ဆိုင်လဲရှာရသေးရလေ နည်းနည်းမှားထားရင်နော်အိတ်တဲ့ကြောင်းသမင်းစားတဲ့ကြောင်းဘာလို့လို့စားဖို့ပါလို့မမှားထားဘူးလား ရက်သေးပါမနေ့ကတည်းရတယ် ဟောတရက်ထဲလေဘယ်နှခေါက်ရှိပြီလဲအဲ့လိုဖြစ်တာ ဟုတ်ဘူးကိုကလည်းဘုံမောက်မစားတယ်မလားရော့ ပြောနေမစားဘူး ကလေးဒီမှာစီးစနာမှာဝက်ဆန်ကုန်ခဲ့ပြီးကိုတော့ဝယ်တာပေးရဟောင်းပေးစားစားနော်ကြာ စားနောက်ခါပို့ဆိုးမယ်နော် အဲ့မှာနောက်ကဖြစ်စရာအောင် နောက်ကဖြစ်စရာဘယ်နှခါရှိပြီ အခုစိတ်ဆိုးပြေတော့ နှခါရှိပြီပြော ခါတယ် အောက်တစ်ခါလေ ကိုတော့မှကလေးကပတ်စံနေရှာရသေးတယ်လေ မသိ စိတ်ဆိုးပြေတော့လားသွားမယ်လေ ဘယ်တော့လာယူ ပြင်သွားမယ်လေဟာလာပါသွားမယ်လားစိတ်ဆိုးပြေပြီလား ပြေး ဖိုးရနော် အခလေးကိုပြောရမှာ ဘာလို့လို့လဲ ခလေးပေါ်ရောနေတယ်ခလေးအရင်လိုလေးမထားတော့ပါလေဟုတ် โอเคလုံးလုံးရတယ်လေပြီးရင်ကိုကပြီးရင်ချိန်တွေးရင်လည်းချိန်ပေးတာမဟုတ်ဘူးလူပြတဲ့နေရာခေါ်ရပါရဲ့ပြော ဟုတ်လို့လားပြန်တော့အမအမေတွေလည်းဆူတော့မယ်သွားပြီ ဟာအခုကတွေ့ရတာလေလိုက်ခွေလေးလား သွား ပြန်ရမှာစိတ်ဆိုးပြေပြီလား ပြေးပြီသွား အဝါပေးပါ ဘေးရော ဟိုအဝါပေး တမန်တေး အဲ့လိုမပေးနဲ့အဲ့ဒါ ကောင်းပါနော်အဲ့ပါ တတိယရင်အိတ်ထိလာမှာနော်